ကြောင်တကောင်ဟာတစ်ပင်ထိပ်မှာရှိတဲ့ငှက်တိုက်ကိုပြစ်မှတ်ထားပြီးအပေါ်ကိုတက်သွားတယ်ကြီးကမ်းမိဘတွေကတော့သူတို့ရဲ့ရန်သူကိုချက်ချင်းတွေးလိုက်ရတယ်သူတို့ကတစ်ပင်ကိုပတ်ပြန်ပြီးတောက်လျှောက်အော်ဟစ်နေကြတယ်မူဆိုးရဲ့အာယုံကိုလွှဲဖယ်ဖို့ကြိုးစားနေတာပါဒါပေမဲ့သူတို့ကငှက်သေးလေးနှစ်ကောင်ပဲလေကြောင်တကောင်စီကနေကိုသားသမီးတွေကိုတကယ်ပဲကာကွယ်နိုင်မှမလားကြောင်ကလည်းတိုက်နဲ့ပိုနီးလာအောင်အရှိန်အဟုန်နဲ့တက်လာနေတဲ့ကြီးကမ်းတွေကလည်းပြာရခတ်ပြီးပတ်ပြန်နေကြတယ်သူတို့ရဲ့ဆူးရှာတဲ့အော်တန်တော့ဒီကကြောင်ရဲ့အာယုံဆူဆိုင်မှုကိုအနှောက်အယှက်ဖြစ်စေတဲ့တစ်ချိန်မှာတော့လောဘကြီးတဲ့ကြောင်ကအကိုင်းခတ်ပေါ်ကငှက်တွေကိုဖမ်းဖို့တောင်ကြိုးစားသေးတယ်ဒါပေမဲ့ကြီးကမ်းတွေကလက်တကမ်းလိုမှပဲရှောင်ထွက်သွားနိုင်ခဲ့တယ်တော်တော်ကြာတဲ့အထီကြောင်နဲ့မိဘငှက်တွေတင်းမာတဲ့အခြေအနေကိုရောက်နေခဲ့ကြတယ်။နောက်တော့ကြောင်ကအခွင့်အရေးရသွားပြီးတိုက်ထန်နာကိုအမြန်တက်သွားတယ်။အဲ့ဒီအချိန်မှာပဲကြီးကန်းတွေရဲ့တုတ်ပြန်မှုကလုံးဝပြောင်းလဲသွားတယ်။သူတို့ဟာအော်ဟစ်နေုံတင်မဟုတ်ပဲကြောင်ကိုအကြိမ်ကြိမ်အရှိန်နဲ့ထိုးတုပ်တိုက်ခိုက်တော့တယ်။ကိုသားသမီးတွေအတွက်ဆိုရင်ဘာမဆိုဆွန့်လွတ်ဖို့သူတို့အသင့်ရှိနေကြတာပါ။အဲ့ဒီလိုဖိအားပေးတိုက်ခိုက်မှုအောက်မှာတော့ကြောင်လည်းနောက်ဆုံးမှာအရှုံးပေးပြီးတစ်ပင်အောက်ကိုပြန်ဆင်းသွားရတော့တယ်ကြ။ဒီကံမိဘတွေအောင်မြင်သွားပါပြီသူတို့ရဲ့တိုက်ကိုကာကွယ်နိုင်ခဲ့တယ်ဒါကြောင့်ပဲတဘာဝတရားတွေကမိဘသေးသေးလေးတွေကိုဘယ်တော့မှအထင်မသေးတင်တာပါသူတို့ဟာတစ်ပင်ပေါ်မှာအတန်မာဆုံးတတဝါတွေမဟုတ်ကောင်းဖြစ်မယ်ဒါပေမဲ့ကိုသားသမီးတွေအနေနဲ့ကြုံလာတဲ့အခါမှာတော့သူတို့ရဲ့ရဲရင်ချင်းဟာအကောင်းဆုံးလက်နက်ဖြစ်လာပါတော့တယ်